မေကွန်းတက်ဖျားရှင်ဤသာသနာတော်တွင်ပထမဆုံးသောယဟန္တာမသည်မည်သူဖြစ်ပါသနည်းအဖြေမှန်မိထွေးတော်ဂေါတမီမေကွန်းနှင့်တိတ်တထမင်းသားတော်ထွက်တော်မူစဉ်ကမြည်သည့်မြစ်ကမ်းဘေးတွင်စံတော်ကိုပဲ၍ယဟန်ပြုတော်မူခဲ့ပါသနည်းအဖြေမှန်အနောမာမြစ်မေကွန်း3မြတ်စွာဘုရားရှင်ဤသာသနာတော်တွင်ဣတတက်ပွဲထူးကိုပထမဦးဆုံးရရှိခဲ့သူမှာမည်သူနည်းအဖြေမှန်မိထွေးတော်ဂေါတမီမေကွန်း4မြတ်စွာဘုရားရှင်ပြိဋိဘံဆံတော်မူပြီးနောက်ဓာတ်တော်များကိုစနစ်တကျခွဲဝေပေးခဲ့သောပုံနာ၏အမည်မှာမည်သူနည်းအဖြေမှန်ဒေါနပုံနာမေကွန်း5မြတ်စွာဘုရားရှင်ပြိဋိဘံဆံခါနီးနောက်ဆုံးတရားဟောခဲ့သောသူမှာမည်သူလဲအဖြေမှန်သူပန္နပရိဘော